ကဲစဉ်းစားကြည့်ပါဦးနှစ်ရာစုကရေးခဲ့တဲ့စောက်တောကိုကိုင်ပြီးလူတစ်ယောက်ရဲ့စိတ်ကိုနားလည်အောင်လုပ်ရမယ်ဆိုရင်တော့ဘယ်လိုများနေမလဲဒီနေ့မှာတော့အဲ့ဒီစိတ်ကိုတကယ်ဖြစ်အောင်လုပ်ခဲ့တဲ့စောက်တောအကြောင်းပြောကြမယ်မြန်မာစာပေမှာတော်တော်လေးဩစာကြီးခဲ့တဲ့ကန်တွင်စောက်တောပေါ့ဆရာပီမိုးနင်းရဲ့မိမစိတ်ချမ်းပါပဲကဲဒီစိတ်ဝင်စားစရာကောင်းတဲ့စောက်ထဲမှာဘာလီပါလဲဆိုတာကိုအတူတူလေ့လာကြည့်လိုက်ကြအောင်ပထမဆုံးဒီစောက်မျက်နှာဖုံးကိုပဲတစ်ချက်ကြည့်လိုက်အောင်ဒါကရိုးရိုးဒီဇိုင်းတစ်ခုမဟုတ်ဘူးเนาะဒါကရဲရင်နဲ့ဂတိတစ်ခုပေးနေတာဘာလဲဆိုတော့ဒီစာအုပ်ကသူ့ရဲ့အကြီးမားဆုံးရည်မှန်းချက်ကိုတန်းပြီးပြောပြနေတယ်အဲ့ဒါကတော့အဲ့ဒီခေတ်ခါကလူတွေတော့ရှော့ဝတ်စမ်းချက်တွေယူဆထားကြတယ်အမျိုးသမီးတွေရဲ့စိတ်ကိုတောဖွင့်ပြီးရှင်းပြဖို့ပါပဲတော်တော်ရည်မှန်းချက်ကြီးတာပဲเนาะဟုတ်ပြီဒီတော့အမျိုးသမီးများအတွက်လမ်းညွှန်ကြမ်းလာတဲ့ဒီလိုစာအုပ်မျိုးရေးဖို့တတ်သိရှိခဲ့တဲ့သူကဘယ်သူဖြစ်မလဲပြီးတော့ဘာကသူ့ကိုဒီလိုရေးဖို့တွန်းအားဖြစ်စေခဲ့တာလဲကဲအဲ့ဒီဘာကြောင့်ဆိုတဲ့မိကုန်းကိုအရင်ဆုံးဖြေရှာကြည့်ကြတာပေါ့အဲ့ဒီပုဂ္ဂိုလ်ကတော့ဆရာပီမိုးနင်းပါပဲသူရဲ့စာအုပ်ကတကယ်ကိုအရေးကြီးတဲ့မိခွန်းတစ်ခုကိုမေးလိုက်တယ်လို့ပဲအဲ့ဒါကဘာလဲဆိုတော့သူရောသူခေတ်ကစာဖတ်ပရိသတ်တွေရောဘာဖြစ်လို့ဒီလိုလက်ဆွဲစာအုပ်တအုပ်ကိုတကယ်လိုအပ်နေလဲလို့ထင်ခဲ့ကြတာလေဆိုတာပါပဲသူ့ရဲ့အဓိကယုံကြည်ချက်ကတော့ရှင်းပါတယ်ဒါပေမဲ့သူခေတ်သူ့အခါမှာတော့တော်တော်လေးနတ်တဲ့အယူဆတစ်ခုပေါ့သူကဘာပြောလဲဆိုတော့အမျိုးသမီးတွေရဲ့စိတ်ဆိုတာရှုပ်ထွေးပြီးလွတ်ပတ်ဆန်းကျယ်တဲ့နေပဲကြီးတစ်ခုတဲ့အဲ့ဒါကိုဒီတိုင်းပေါ်ပေါ်တန်တန်နားလည်လို့မရဘူးတီးတန့်ကိုလေးလာဖို့လိုတယ်လို့သူကတင်ပြခဲ့တယ်အဲ့ဒီအတွေ့အခေါ်ကပဲဒီစာအုပ်လုံးဝအခြေခံအုံးဝင်ဖြစ်သွားခဲ့တာပါဟုတ်ပြီအဲ့ဒီလိုအခြေခံယူဆချက်ကိုတီးပြီးဆိုတော့စာအုပ်ထဲမှာတော့တကယ်တမ်းပါလဲကဲစာအုပ်ကိုလှန်ပြီးဆရာပီမိုးနင်းတင်ပြထားတဲ့အဓိကအကြောင်းအရာတွေကိုတစ်ချက်ကြည့်လိုက်ကြရအောင်ဒီမှာဒီကတော့ကျွန်တော်တို့ရဲ့လမ်းပြမြေပုံလို့ပါပဲစာရေးသူကအမျိုးသမီးတွေရဲ့စိတ်ကိုစနစ်တကျခွဲချမ်းစိတ်ဖြာဖို့ဘယ်လိုကြိုးစားခဲ့လဲဆိုတာကိုဒီမှာတွေ့နိုင်တယ်သူကမိမစိတ်ဆိုတဲ့ကြီးမားတဲ့အရာတစ်ခုကိုယူပြီးတော့ရှက်ကြောက်ခြင်းတို့တတ်မှတ်ခြင်းတို့ဆွဲဆောင်မှုလိုမျိုးတင်းငယ်ပြီးလေးလာလို့ရတဲ့အပိုင်းလေးတွေဖြစ်ခွဲထုတ်လိုက်တာပါတနည်းပြောရရင်တော့ရှုပ်ထွေးတယ်လို့သူထင်တဲ့အရာကိုနားလည်ရလို့အောင်စနစ်တကျစီးပေးလိုက်တာပေါ့ဒီမှာပါတဲ့အကြောင်းအရာတွေကတော်တော်ကျေပြန့်တာကိုကြည့်ရင်ကိုပဲအများကြီးသဘောပေါက်နိုင်ပါတယ်ပီမိုနင်းကအချစ်ရေးတစ်ခုလေးကိုပဲပြောနေတာမဟုတ်ဘူးရှက်ကြောက်ခြင်းတို့တမ်းမှတ်ခြင်းတို့လိုအခြေခံစစ်ခံစားချက်တွေကနေစပြီးအချစ်ရေးမှာတွေ့ရတဲ့သိမ့်မသိမ့်မွေမွေအရေးမြတ်တွေထိအကွန်ပအောင်ထည့်ရေးထားတာဒါကသူဟာတကယ်ကိုပြည့်ပြည့်စုံစုံလေးလာဆန်းစစ်ချက်တစ်ခုလှုပ်ချင်းခဲ့တဲ့ဆိုတဲ့သူရဲ့ရည်မှန်းချက်ကိုကောင်းကောင်းပြနေတာကဲဥပမာအနေနဲ့ရှောက်ကြောက်ခြင်းကိုပဲယူကြည့်အောင်ပီမိုနင်းအတွက်တော့ဒါကသူစိတ်ဝင်စားလို့ပဲဆိုပြီးပုံတွေတွက်လို့ရတဲ့ကိစ္စမဟုတ်ဘူးသူကဒါကိုပိုချုပ်တွေ့တဲ့အချစ်ပြမှုတစ်ခုဖြစ်မြင်တယ်မျိုးသားတွေမကြာခဏအသေးပဲမကောက်မိတာတဲ့တကယ်တော့ပိုနှက်ဆိုင်တဲ့အသေးပဲရှိတဲ့အခြေခံလက္ခဏာတစ်ခုဖြစ်သူကရှင်းပြခဲ့တာပါအဲ့ဒီလိုအတွေးခေါ်မျိုးကိုပဲတတ်မှတ်ခြင်းမှာလဲသူကတုံးတက်ပြထားတယ်ဒီစာအုပ်ထဲမှာပါပြောထားလဲဆိုတော့အမျိုးသားတွေရဲ့တတ်မှတ်မှုကပွင့်လင်းမြင်တာပဲမဲ့အမျိုးသမီးတွေတတ်မှတ်မှုကတော့ပိုပြီးတိမ်မွေးတယ်တွေ့ဝိုက်တဲ့နည်းနဲ့ဖော်ပြလေးရှိတဲ့ဆိုလိုချင်တာကဒါဟာဒီတိုင်းနားထောင်ရုံနဲ့နားလည်မှာမဟုတ်ဘူးတိတန့်တင်ယူရမယ့်ဘာသာစကားတစ်ခုလိုပဲဆိုတဲ့သဘောမျိုးပေါ့ကဲအဲ့ဒီလိုသိမ်မွေးတဲ့အချက်ပြမှုတွေဖုံးကွယ်ထားတဲ့အတိအပဲအကြောင်းပြောလာတော့နောက်တစ်ပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့စာအုပ်ရဲ့အဓိကအကြောင်းအရာတွေထဲကတစ်ခုဖြစ်တဲ့ဆွဲဆောင်မှုရဲ့သဘောတဘာဝပါပဲပီမိုနဲ့တော့ဆွဲဆောင်မှုဆိုတာကြီးကြီးကျယ်ကျယ်အမူအရာတွေလုပ်ပြတာနဲ့မဆိုင်ဘူးဒါကတိတ်ဆိတ်တဲ့စကားဝိုင်းတစ်ခုလိုပဲစကလုံးနဲ့မပြောတဲ့အရေးမြတ်တွေစိတ်ပန်းဆိုင်ရာလုံဆောင်မှုတွေကိုဟန်အမှုရာတွေအဲ့ဒါတွေအားလုံးပေါင်းစပ်ထားတဲ့ရှုပ်ထွေးတဲ့ကွက်တစ်ခုလိုပဲတကယ်ဆက်သွယ်မှုအစစ်မှန်ကစကလုံးတွေကြားထဲမှာပဲရှိတယ်လို့သူကယုံကြည်ခဲ့တယ်ဒီကိုကားချက်ကထူးတဲ့အတွေ့အခေါ်ကိုအကောင်းဆုံးဖော်ပြနေရပဲအရေးကြီးတာကပြောထွက်လာတဲ့စကလုံးတွေမဟုတ်ဘူးတစ်ချက်အကြီးတစ်ခဏမြတောင့်ဆိုင်မှုတိမ်မွေးတဲ့အမှုရာတွေပဲတဲ့ဆိုတော့ဆွဲဆောင်မှုကိုတကယ်နားလည်ခြင်းရင်ဒီလိုတိတ်ဆိတ်တဲ့ဘာသာစကားကိုဖတ်တတ်ဖို့လိုတယ်ဆိုတဲ့အချက်ကိုဒီစာအုပ်ကအဓိကထားပြောနေတာပါဒါမဲ့ဒီစာအုပ်က theory တွေကြီးပဲတော့မဟုတ်ဘူးပေါ့နော်သူရဲ့စိတ်ပညာအခြေခံတွေကိုရှင်းပြပြီးတဲ့နောက်မှာတော့ဆရာပီမိုနင်းကစာဖတ်သူတွေအတွက်လက်တွေ့ကျတဲ့အကြံဉာဏ်တွေဘက်ကိုကူးပြောင်းတော့ပါတယ်ဒီအခြေလက်တွေကိုတကယ်လက်တွေ့ဘဝမှာဘယ်လိုသုံးရမလဲဆိုတာကိုပေါ့ဒီချက်တွေကတော့သူ့အကြံဉာဏ်တွေရဲ့အနှစ်ချုပ်ပါပဲတတိထားကြည့်ရင်လေလာစူးစမ်းတာစိတ်ရှည်တာပြီးတော့တိမ်မွေးတဲ့အချက်ပြမှုတွေကိုဖတ်တတ်ဖို့အလေးပေးထားတာကိုတွေ့ရပါလိမ့်မယ်ဒါကတစ်ဖက်သားကိုကြိုးကိုင်းဖို့နီလန်းပေးနေတာမျိုးမဟုတ်ပဲကိုလက်တွဲဖော်ကိုပိုပြီးအလေးထားတတ်ဖို့ပိုပြီးလေးလေးဆန်းဆန်းအာရုံစိုက်တတ်ဖို့လမ်းညွှန်ပေးတဲ့စီမင်းတွေလို့ပြောလို့ရပါတယ်ဒီအကြံဉာဏ်တွေကဘသူကိုဥတီထားတာလဲဆိုတာကိုလည်းသတိပြုဖို့လိုပါတယ်ဒီစာအုပ်ကိုအဓိကရေးထားတာကအမျိုးသားစာဖတ်ပရိသတ်တွေပါအဲ့ဒီခေတ်20ရာစုအစောပိုင်းမြန်မာနိုင်ငံလူမှုအတိုင်းအဝိုင်းထဲမှာအမျိုးသမီးတွေကိုပိုပြီးနားလည်နိုင်အောင်ဆက်ဆံရေးပိုကောင်းလာအောင်လမ်းပြပေးဖို့ရည်ရွယ်ခဲ့တာပေါ့ကဲအခုဒီလိုတိကျတဲ့အကြံဉာဏ်တွေကနေခဏခွာပြီးပုံကြီးတပုံအနေနဲ့ပြန်ကြည့်လိုက်အောင်
ဒီစာအုပ်ရဲ့တကယ့်အမွေအနှစ်ကပါလဲဘာလို့ဒီနေ့ခေတ်အထိတောင်သူအကြောင်းကိုပြောနေကြသေးတာလဲအဖြေကတော့တဟာရိုးရိုးလမ်းကြွန်စာအုပ်တအုပ်ချက်အများကြီးပူနေလို့ပါပဲဒါဟာတကယ့်ကိုယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်တစ်ခုဖြစ်နေလို့ပါ နောက်ဆုံးမှာတော့မိမစိတ်ချမ်းရဲ့တကယ်တမ်းဘောကဒါပါပဲဒါက20ရာစုအစောပိုင်းမြန်မာနိုင်ငံကိုပြန်ကြည့်လို့ရတယ်မှန်တစ်ချက်လို့ပဲအဲ့ဒီခေတ်ကလူမှုရေးမြင့်နေမိကွန်းနေကြားမှာဆက်ဆံရေးတွေဘယ်လိုရှိခဲ့လဲဆိုတာကိုထင်ဟပ်ပြနေတယ်ဒီနေ့တော့ရင်ကိုယ့်အကိုစားပုံစံနဲ့ရေးစားတဲ့ယဉ်ကျေးမှုသမိုင်းတစ်စားပါပဲ ဆိုအဓိကမှတ်သားရမှာကဘာလဲဆိုရင်ဒီစာအုပ်ကအဲ့ဒီခေတ်ကလူဖွဲ့စည်းတစ်ခုရဲ့အတွင်းစကားဝိုင်းတစ်ခုကိုချောင်းကြည့်ခွင့်ပေးလိုက်တယ်လို့ပါပဲသူတို့ခေတ်မှာကြားမရေးရစိတ်ပညာပြီးတော့လူသားတွေရဲ့ဆက်ဆံရေးတဘာဝအကြောင်းကိုဘယ်လိုမြင်မိဘယ်လိုဆွေးနွေးခဲ့ကြတယ်လဲဆိုတာကိုမြင်ခွင့်ရစီတဲ့ရှားပါတဲ့မှတ်တမ်းတစ်ခုပေါ့ အဆုံးသက်မှာတော့ဒါကကျွန်တော်တို့ကိုစဉ်းစားစရာမေးခွန်းကြီးတစ်ခုနဲ့ထားခဲ့ပါတယ်အဲ့ဒါကတော့ဒီလမ်းညွန့်စာအုပ်တွေကယဉ်ကျေးမှုတစ်ခုရဲ့ကြားမတွေကအပေါ်ထားတဲ့အမြင်တွေကိုထင်ဟပ်ထနေုံမဲလားဒါမှမဟုတ်အဲ့ဒီအမြင်တွေကိုသူတို့ကိုယ်တိုင်ကပြန်ပြီးပုံခေါ်ပေးနေရရောမဖြစ်နိုင်ဘူးလားစဉ်းစားစရာပါပဲ